အားလုံးပဲမင်္ဂလာပါဖရာသခင်နှုတ်ကပတ်တော်အားဖြင့်အတူတကွခွန်အားယူဖို့ရန်အတွက်ရွေးချယ်ထားသောအဓိကခေါင်းစဉ်တစ်ခုမှာမျက်စိတက်မှတ်ခြင်းဆိုပြီးတော့ခေါင်းစဉ်လေးယူပြီးအားလုံးကိုခွန်အားပေးမျှဝေချင်ပါတယ်မျက်စိတက်မှတ်ခြင်းနဲ့ပတ်သက်ပြီးတော့တက်ယောဟန်ခန်းကြီးနှစ်အခန်းငယ်16မှာလောက၌ရှိသည်များသောအရာတည်ဟုသောကိုယ်ကာယတက်မှတ်ခြင်းမျက်စိတက်မှတ်ခြင်းလောကီစည်းစိမ်၌ဝါကြွားခြင်းတို့သည်ခမဲတော်နှင့်မဆက်ဆိုင်လောကနှင့်သာဆက်ဆိုင်ကြ၏ဟုရှင်ယောဟန်ထဲမှာဖော်ပြထားတာတွေ့ရပါတယ်။ကမ္ဘာပေါ်ရှိအရာအလုံးတွေဇာတိပဂတိတက်မှတ်ခြင်းတို့မဟုတ်မျက်စိတက်မှတ်ခြင်းတို့သည်ခမဲတော်ထဲမှာမဟုတ်ပဲဤလောကမှလာခြင်းပင်ဖြစ်ပါတယ်။ဤမျက်စိတက်မှတ်ခြင်းဆိုဒီမှာအဘယ်အရာကိုဆိုလိုသည်နည်းအချုပ်အဖြစ်ဆိုရတော့မျက်စိတက်မှတ်ခြင်းသည်ကျွန်ုပ်တို့မြင်ရသောအရာကိုပိုင်ဆိုင်လိုခြင်းတို့မဟုတ်အမြင်အာရုံနဲ့တက်ဖွယ်ရှိသောအရာများကိုပိုင်ဆိုင်လိုခြင်းပင်ဖြစ်ပါလေဤတက်မှတ်မှုများတို့မဟုတ်အခြားရုပ်ပိုင်းဆိုင်ရာအရာများကိုလိုခြင်းတက်မှတ်ခြင်းဟာဖရာသခင်ထဲမှလာခြင်းမဟုတ်ပါဤရုပ်ပိုင်းဆိုင်ရာအရာများသည်ကြာရှိမခံကြောင်းယောဟန်ကလည်းအတက်အလင်းဖော်ပြထားတာတွေ့ရပါတယ်။ဒီနေ့တစ်ချိန်မှာကွယ်ပြောက်ကြလိမ့်မည်အမှန်ပင်ဖြစ်ပါတယ်။ဖရာတဘောနဲ့လည်းစန့်ကျင်ပဲဖြစ်သောအရာများဖြစ်ပါတယ်။ပြီးရတော့ဆယ်ပါးထဲမှာလည်းလောဘကိုတားမြစ်တဲ့အနေနဲ့မျက်စိတက်မှတ်ခြင်းကိုထိန်းချုပ်ဖို့ဟောကြားထားတာတွေ့ရပါတယ်။ထွဲမြောက်ရာအခန်းကြီး20အခန်းငယ်19မှာကိုယ်နဲ့ဆက်ဆိုင်သောသူ၏အိမ်ကိုတတ်မှတ်လိုချင်သောစိတ်မရှိစေနဲ့ဟုဖရာသခင်ရဲ့ပြည့်ရတော်ထဲမှာပါဝင်လာတွေ့ရပါတယ်။စာဒဒီမျက်စိတတ်မှတ်မှုကိုတွေးဆောင်ရလမ်းတစ်ခုအဖြစ်အသုံးပြုတာကိုတွေ့ရပါတယ်။ဧဝဒီဥယျာဉ်၌ရှိမွေစကားကိုနားထောင်ရသည့်အကြောင်းရင်း၏တစိတ်တစ်ပိုင်းမှာတားမြစ်ထားသောအတီးကိုကြည်ကမျက်စိဖြင့်နှစ်သက်ဖွယ်ဖြစ်တယ်တက်မဲ့လာတယ်ဆိုတဲ့အကြောင်းကိုတွေ့ရတယ်ကပ္ပဦးချမ်းခန်းကြီး3အခန်းငယ်6မှာစာဒန်ဒီဧဝကိုလက်ဖြားရန်ဤတက်မဲ့ခြင်းဒီတွန်းအားပေးတယ်လို့ဖြစ်သွားတယ်ဆိုတဲ့အကြောင်းကိုတွေ့ရတယ်ထိုနည်း၎င်းပဲစာဒန်ဟာသခင်ယေရှုကိုလည်းဤနီးဗျူဟာကိုအသုံးပြုပြီးတော့ဖြားယောင်းတွေးဆောင်ခဲ့တဲ့အကြောင်းအရာကိုလည်းတွေ့ရှိရပါတယ်မဿဲအခန်းကြီး4အခန်းငယ်8ထဲမှာထို့နောက်မာနတိယေရှုကိုအလွန်မြတ်လှစွာသောတောင်ပေါ်သို့ဆောင်သွား၍ဤလောက၌ရှိသည်များသောတိုင်းနိုင်ငံတို့ကို၎င်းထိုတိုင်းနိုင်ငံတို့၏ဘုံစည်းစိမ်ကို၎င်းပြညွှန်၍ကိုတော်သည်ငါကိုညွတ်ပြက်ကိုးကွယ်လျင်ယခုပြလေသည်များတို့ကိုငါပေးမည်ဟုဆိုလေ၏သခင်ယေရှုသည်လည်းဤတတ်မဲ့လူချင်းစိတ်ဖြစ်ပေါ်လာစေဖို့ရန်အတွက်မျက်စိကိုအသုံးပြုပြီးတော့အမတန်မှကြွယ်ဝသောဘုံစည်းစိမ်ကိုပြပြီးတော့တတ်မဲ့လူချင်းစိတ်ရှိအောင်တွေးဆောင်ဖြားရောက်ခဲ့တဲ့အကြောင်းအရာကိုလည်းတွေးရပါတယ်ကျွန်တော်တို့ဒီနေရာမှာကြည့်တဲ့အခါမှာအထူးသဖြင့်သခင်ယေရှုကကျွန်တော်တို့အတွက်စံနမူနာဖြစ်ပါတယ်တန်ရှင်းသောဝိညာဉ်တော်ရဲ့တကူဖြင့်မျက်စိတတ်မှတ်လူချင်းစိတ်ကိုကျွန်တော်တို့တွန်းလှန်ရမှာဖြစ်ပါတယ်။ကဘာကြီးထဲမှာတတ်မှတ်ဆရာတွေဆွဲမဲ့မှုကောင်းတဲ့အရာတွေမြောက်များစွာပြည့်နေနေတော့ကာလဖြစ်ပါတယ်။ဒီကာလထဲမှာအဓိကကျွန်တော်တို့အသက်ရှင်ရှောက်လည်ရမယ့်အရာကတုတ်တန်အခန်းကြီး23အခန်းငယ်9ထဲမှာပျောက်တတ်သောအရာကိုစေးစေးမျက်မှောက်ပြုတဲ့နော်အကယ်စင်စစ်ရွှေလင်းသားသည်မိုးကောင်းကင်တို့ပြန်တက်တဲ့ကဲ့သို့ထိုအရာသည်အတောင်တို့ကိုလှုပ်၍ပြန်သွားတတ်၏ကျမ်းစာအပြင်ကျွန်တော်တို့ကိုထောက်ပြထားပါတယ်ဤအရာတို့သည်တည်မြဲသောအရာတွေမဟုတ်ပါဘူးရွှေမုံလေးကဲ့သို့အယောင်တင်ထားသောအရာများဖြစ်ပါတယ်တနေ့နေ့တစ်ချိန်ချိန်ကြရင်ကွယ်ပြောက်သွားမဲ့အရာတွေဖြစ်တယ်ဆိုတဲ့ဟာတွေ့ရတယ်ကျွန်တော်တို့ကိုတောက်ပြောင်ခန်းနာနဲ့ပြင်ဆင်ပြီးတော့ထောင်ချောက်ဆင်ထားတော့အမှုရာများဖြစ်ပါတယ်
ယုံကြည်သူတွေရဲ့အသက်တာထဲမှာကျွန်တော်တို့ရဲ့ပန်းတိုင်ကဘာလဲဆိုတော့ဖိလိပ္ပိခန်းကြီး3အခန်းငယ်30ထဲမှာခတ်သိမ်းသောအရာတို့ကိုရှုံးစေသောအရာကဲ့သို့ငါထင်မှတ်၏ဟုပေါလုရဲ့ပြောဆိုချက်ကိုထောက်ရှုပြီးကျွန်တော်တို့ရဲ့ပန်းတိုင်ကျွန်တော်တို့ရဲ့အခြေခံယုံကြည်မှုကိုကျွန်တော်တို့သိရှိရမှာဖြစ်ပါတယ်ဟေဘရဲအခန်းကြီး7အခန်းငယ်1မှာလည်းယုံကြည်ခြင်းကိုအစအဦး၌စီရင်၍စုံလင်စေတော်မူသောသခင်ယေရှုကိုစေစိတ်ထောက်ရှုကြကုန်အံ့ထိုသခင်သည်မိမိရှိ၌ထားသောဝမ်းမြောက်ခြင်းအကြောင်းကြောင့်ရှက်ကြောက်သောအရာကိုမမတ်ဘဲလက်ဝါးကပ်တိုင်၌ခံပြီးမှဘုရားသခင်၏ပလင်တော်လက်ရဘဲ၌ထိုင်နေတော်မူ၏ဟုဖော်ပြထားပါတယ်ထို့ကြောင့်ကျွန်တော်တို့၏အမြင်သည်ခရစ်တော်၏တကူအားဖြင့်တတ်မှတ်ခြင်းများထက်ကကင်းစေပြီးသခင်ယေရှုကိုသာစေစေထောက်ရှုပြီးတတ်မှတ်ခြင်းအားဖြင့်မိမိတက်တာကိုကြာရှုံးခြင်းမှကင်းဝေးစေရန်ခရစ်တော်၏လက်ဝါးကားတိုင်ကိုသာကြည်ရှုပြီးရှောက်လန်းကြပါစို့လို့ခွန်အားပေးခြင်းအားဖြင့်နှိကုံချုပ်လိုပါတယ်။ကြားနာရသူရောက်စီတိုင်းပေါ်မှာဘုရားသခင်ကောင်းကြီးရှိပါစေ။